မှကြံခဲ့ရင်ဟုတ်ပါဘူးအဲ့ညီမလေးဆိုတော့ညီမလေးကတော့တန်မြမျိုးကခင်မကြီးဒေါခင်မျိုးတင်ဥခင်ညိုအိမ်မှာလူလူပါနေရှင်ဟုတ်ဥခင်ညိုဟုတ်ကဲ့တင်းနေပါရှင်ဟောရှင်းလာနေအားရမောင်းလေးဘာဖြစ်နော်ဟေးအလွန်တယ်မနေနဲ့သွားတော့ကျေးဇူးပဲတကယ်ကြီးကိစ္စမရှိလို့ပါကွာခေါ်ပါဟဲ့ဘယ်ကိုခေါ်တော့ဟိုမှာပြဿနာတက်တော့မှာပဲஐயசாமி அவுதி சாமி கூறிக்கொண்டிருக்கேன் வாங்கிலையோ ஐயசாமி அவுதி சாமி நறிக்கொண்டிருக்கேன் வாங்கிலையோ அன்போடு வாருங்கள் நண்பர்களே ஆக்கங்கள் அளித்திடுங்கள் அன்போடு வாருங்கள் நண்பர்களே ஆக்கங்கள் அளித்திடுங்கள் இன்பமான பூங்குகள் இனிமையான பொறிகள் சுவைத்து பாருங்கள் நண்பர்களே ஐயா சாமி அவோதி சாமி கூறிக்கொண்டிருக்கேன் வாங்கிலையோ ஐயா சாமி அவோதி சாமி கூறிக்கொண்டிருக்கேன் வாங்கிலையோ அன்போடு வாருங்கள் நண்பர்களே ஆக்கங்கள் அளித்திடுங்கள் அன்போடு வாருங்கள் நண்பர்களே ஆக்கங்கள் அளித்திடுங்கள் இன்பமான ஜோநகரும் இனிப்பான ஜோநகரும் சுவைத்தீடு பாருங்களே ஐயா சாமி அவோதி சாமி ஐயா வாங்கையோ பொன்னையா ஐயா சாமி அவோதி சாமிကဲကျန်တဲ့ဂျိုကလားတို့ရေအမအများကြီးတနာတယ်နော်ကျန်တဲ့ဂျိုတမဖိုးကြီးများတောင်ဝင်တယ်တချင်းဆက်မစုံနဲ့တော့နော်ကဲတမဖိုးပေးတော်လောက်ပါပြီကဲသွားကြတော့လေမင်းမဟုတ်သေးပါဘူးဟမ်ဘာလဲကွာမင်းကောင်မလေးကိုတွေ့ကျင်တယ်ဆိုတော့ငါတို့ဒီဝတ်ဆိုင်နဲ့ခက်ခဲရုပ်ခက်ပြီးတော့လာတယ်မင်းအခုဒီကောင်မလေးဆိုတော့မင်းဘာမှမပြောဘူးဘာလဲကွာမင်းကောင်မလေးမျက်နှာမြင်ရတာငါရင်ထဲမှာအေးသွားပြီကွာဒါပဲပြတ်စမ်းပါကွာအင်ရှင်တို့ရောအင်ရှင်တို့ရှင်ဘာကိစ္စပါလဲဆရာမတော်တင်းတင်းရှိပါလားဟုတ်တယ်ကျမပါပဲဟောလူတယောက်ကစာပေးခိုင်းနေလို့ပါကျွန်တော်တောင်းလိုက်ပါဦးဟုတ်ကဲ့တင်းမေမေကိုကျွန်တော်မတတ်ဘူးဆိုတာကိုယုံပါကျွန်တော်အပေါ်မှာယုံကြည်ရင်မနေ့ကကြိုက်ခေါက်ဖျားတောင်ပဲမဟုတ်ဘူးလာခဲ့ပါကျွန်တော်စောင့်နေမယ်ဘာမောင်ကျုပ်တို့ဗမာတွေကိုဒီလိုမျက်နှာပြူတွေကလာပြီးခုတ်သွေးဆုပ်နေတာတခင်မောင်မောင်ရဲ့ဒီလိုတော့မပြောစမ်းပါနဲ့ခင်စော်ရအင်္ဂလိပ်လိုပဲဒေတို့ပြောစမ်းပါကြည့်လေလူမှုရေးနိုင်ငံရေးစီးပွားရေးရောဘာသာရေးပါနဲ့နာနေတယ်ဗျသိလည်းပြောမနေကြနဲ့ဦးတော်တော်ကြာထောင်နှန်းစမ်းနေရအောင်ကိစ္စမရှိပါဘူးတခင်လာရကျုပ်တို့အထဲမှာတစ္ဆာဖောက်မဲ့လူမပါပါဘူးဗျကိုချင်းချင်းမဲ့ဆိုပြီး
သိလေအထင်ကြီးမနေကြနဲ့ ကျုပ်တို့သခင်လာပြောတဲ့စကားကိုထောက်ခံနေဗျဘာဖြစ်လို့လဲဆိုတော့ဟိုတလောကကျုပ်တို့တွေဒီကျွန်းဝါကလွတ်မြောက်အောင်နိုင်ငံခြားနဲ့ဆက်သွယ်တဲ့သတင်းကိုပေါက်ကြားသွားလို့တစီတန်းကြီးထောင်ထဲရောက်သွားတာမကြားလိုက်ဘူးလားအခုတော့ခင်ဗျားတို့ကျုပ်တို့တွေရှောင်ပြေးလာရတယ်မဟုတ်လား ကျုပ်တော့သခင်ချစ်ထွန်းသခင်လူမင်းနဲ့သခင်ထင်ကျော်တို့တဲကတယောက်ယောက်သစ္စာပေါက်တယ်ထင်တာပဲ ဘယ်တခင်ထင်ကျော်ကိုပြောနေတာလဲ ။ဒီညီကသခင်မဒေါခင်မျိုးတင်ရဲ့ယောက်ျားဟာလေဗျာ။ BOC ဒုတိယမန်နေဂျာသခင်ထင်ကျော်ကိုပြောတာပေါ့ဗျ။ တခင်ထင်ကျော်တော့ထင်းမနေကြပါနဲ့ဒုက္ခမဇနီးသိဆုံးလို့စိတ်တော့ကရောက်နေရှာတာ မမေကအရေးကြီးခေါ်လို့ကိုဘမောင်လာတာပေါ့နော် ဟုတ်တယ်တင်းတင်းယုံတယ်မို့လားတင်းတင်းမေမေပေးတဲ့စာတော့ကျွန်တော်စားပလင်းနှင်းမောင်ပေးထားတယ် ရုံပါတယ်ကိုဘမောင်ရဲ့ကိုဘမောင်တင်းတင်းရုံပါတယ်စားပလင်းနေမောင်ကကိုဘမောင်ကိုယုံမှုအရေးကြီးဆုံးပဲ ယုံလို့တရားခံအစ်စ်မပေါ်မချင်းကျွန်တော်ရှောင်ခိုင်းတာပေါ့တင်းတင်းရဲ့ တင်းတင်းအိမ်ပြန်ရောက်တော့ပလိတ်တွေလာပြီးသွားပြီကိုဘမောင်ရဲ့မမေအလောင်းတော့တင်းတင်းမမြင်လိုက်ရအောင်တင်းတင်းရင်ကိုလည်းမတွေ့ရတော့ဘူးဖဖေကိုမေးကြည့်တော့သူခွင့်ပေးလိုက်တယ်လို့ပြောတယ်ဟိုထူးဆန်းတာကရွှေဝါကြောင်လေးပါပြောက်နေတယ်နောက်ပြီးတော့မမေစာချုပ်စာတမ်းတွေထည့်ထားတဲ့စာအိတ်လည်းမရှိတော့ဘူး စာချုပ်စာတမ်းနေဟုတ်လား ဟုတ်တယ်ကိုဘမောင်ဦးထင်ကျော်ကမမေရဲ့နောက်အိမ်လာ စားပလင်းနှင်းမောင်ပြောပြလို့အဲ့ဒီအကြောင်းကျွန်တော်သိပြီးပါပြီ မမေနဲ့စာတွေ့စာကသူ BOC စီးရေးလေးဘဝပေါ့နောက်မှတစ်ဖြည်းဖြည်းယာရုတက်လာတာအခုဆိုဒုတိယမန်နေဂျာအောင်ဖြစ်နေပြီ စာချုပ်စာတမ်းတွေကိုတင်းဖေဖေဟောဟိုဦးတင်ကျော်များယူထားလား မသိဘူးကိုဘမောင်မရှိတာတော့အခုမှသိရတယ် တင်းတင်းကိုကျွန်တော်တခုပြောချင်တယ်ကျွန်တော်တန်မှန်နဲ့နိုင်ငံရေးသမားတစုကိုကျွန်တော်လိုက်ပို့တော့ဦးတင်ကျော်ကိုနိုင်ငံရေးတစ္ဆာပေါက်တယောက်လို့ကျွန်တော်ပြောတယ်ကြားတယ် ဟုတ်လားကိုဘမောင် ဟမ် အော်မမေအတူကနေရမမေမိတ်ဆွေတခင်ချင်းမောင်လာသွားတယ်နင်းကို तू ကသူနဲ့မမေဆုံးမနေရပဲစကားပြောခဲ့ကြသေးတယ်တဲ့ ဘာစကားတွေပြောလဲတင်းတင်းသိလား အဲ့ဒါတော့တင်းတင်းလည်းဆက်မမေးလိုက်မိလို့မသိဘူးကိုဘမောင် ကျွန်တော်တို့တခင်ချင်းမောင်သွားတွေ့ရင်ကောင်းမှထင်တယ်ဘာစကားတွေပြောသလဲဆိုတာသိရရင်သတင်းအစနာရမယ် ကိုဘမောင်လည်းလို့ဖြစ်ပါမလား ဟာဟုတ်သားပဲအခြေအနေကတော့ကျွန်တော်လိုက်ရင်မကောင်းဘူးထင်တယ်အဲ့တော့တင်းတင်းပဲသွားကျွန်တော်အဲ့ဒီအိမ်သားစောင့်နေမယ်လေနော် ဟဲ့တိတိလာလာတယောက်ထဲမလားသမီး ဟုတ်တယ်ဘဘ ဘာကိစ္စများလဲ တမီးလေးဘဘကိုတခုမေးစရာရှိလို့ပါ ဘာများလဲသမီး ဟိုမမေမဆုံးနေမနဲ့ကဘဘနဲ့မမေနောက်ဆုံးပြောသွားတဲ့စကားကိုတမီးသိချင်လို့ပါပဲ ထူးတော့မဟုတ်ပါဘူးကိုထင်ကျော်အထူးအစည်းအဝေးရှိလို့သွားဖိတ်တာပါ အဲ့တော့ မခင်မျိုးတေးကိုထင်ကျော်ရုံးကစောစောပြန်လာဘူးသူကိုယ်တိုင်သွားပြောပြီးမယ်လို့ဘဘကိုပြောသွားတာပဲအဲ့ဒီအချိန်ထိတော့မင်းမှာဘာအစိတ်အနှောက်ရှက်မှရှိဖို့မပေါ်တော့ဘဘမြင်ခဲ့ရတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဘဘတမီးပြန်မအောင်မယ် ဟဲ့သမီးတယောက်တည်းပြန်လို့ဖြစ်ပါမလားဘဘလိုက်ပို့ပြီးမယ်လေ ဖြစ်ပါတယ်ဘဘဟိုတမီးတငယ်ချင်းတယောက်အိမ်ဝင်စရာရှိသေးတယ်ပြီးတော့မှသူ့လိုက်ဖို့ခံလိုက်တော့မယ် ဟာအေးဘာထူးခြားသေးလဲတင်းတင်း အော်မမေပြောခဲ့တာက
ဖေဖေရုံကနေစောစောပြန်လာဖို့မမီကိုယ်တိုင်သွားပြောပေးမယ်တဲ့အဲ့ဒါနောက်ဆုံးပြောခဲ့တဲ့စကားပဲတဲ့ ဒေါ်လေးကသူကိုယ်တိုင်သွားပြောမယ်လို့ပြောတယ်နော်ကျွန်တော်တော့တင်းတင်းမင်မင်သွားခဲ့တဲ့ဦးတင်ညော်ရုံကောင်သွားကြည့်ခြင်း သွားလေကိုဘမောင်ဘာကြောင့်သွားခြင်းလဲဆိုတာတော့တင်းတင်းမသိဘူးတင်းတင်းသွားခြင်းကမမီစာချုပ်တွေအဲ့ဒီမှာရှိရင်မရှိဘူးဆိုတာတင်းတင်းသိရရင်တော့ပါပြီ ကျွန်တော်ကတော့ဆရာစားပလင်းနှင်းမောင်ကူညီတဲ့သဘောပါဆရာစားပလင်းနှင်းမောင်ကျွန်တော်ပြောတယ်တဲလွန်စားတွေးလို့ရှိရင်တဲ့အစအဆုံးတောက်လျှောက်လိုက်ရမယ်တဲ့ ကိုဘမောင်ဘာမှမပူနေတော့အဲ့ဒီကရုံးဆောင်တရဝိုင်းကြီးကိုလည်းတင်းတင်းကသိတယ် ကဲတိကြတွေပါတွေခဏဘေးချိတ်ထားလိုက်နော်တင်းတင်းတနေ့လုံးဘာမှမစားသေးဘူးမလားကျွန်တော်တင်းတင်းမို့ခောက်ဆွဲဝဲလာစားလိုက် ကိုဘမောင်ရောစားပါ ကျွန်တော်စားပြီးပါပြီဗျာတင်းတင်းစားဖို့ကျွန်တော်ဝယ်လာရောက်ရောက် 30စီးရန်စီးဟမ်ဟာ ဒီမှာမမီစာချုပ်ကနေတွေ့ပြီကိုဘမောင် ဒီဖတ်ကြည့် ဒီလိုဆိုရင်ကိုဘမောင်ပြောတဲ့နိုင်ငံရေးတစ်စပါးပါ ဟုတ်တယ်တင်းဥရင်ကြောပဲ အင်္ဂလိပ်အစိုးရကိုတည်နေပြီရာလူတွေတိုးနေတာပေါ့ ဖေးသွားနေတာလေ ခဏကလေးအိမ်ပြန်သွားတယ်အာနင်တို့ဒီကိုဘာလာလောက်တာလဲ ဟိုကျမတို့စ
စကားပြောစရာရှိလို့ဖက်ဆက်အခန်းတော့ရှိလားယင် တော့မရှိဘူးတော့မရှိဘူးကောင်းပါလေ ဒဝမ်ရုပ်လိုက်ရှာတာမောတာပဲဒါဆိုရင်ကျမတို့လာတာဖက်ဆက်ကိုမပြောနဲ့နော် မပြောဘူးငါမပြောဘူး ကျမတို့သွားမယ် တင်းတင်းကိုကျွန်တော်တခုပြောချင်တယ်ဦးထင်ကျော်တင်းတင်းကြီးလေးစာမှတ်ထားတာအကြောင်းတစ်ခုတော့ရှိမှထင်တယ် တင်းတင်းတော့ဘာမှမတွေးတတ်ဘူးကိုပါမောင် တင်းတင်းကြီးကကျွန်တော်တငယ်ချင်းတမန်မောင်ရွှေသူ့မိန်းမနဲ့ညီမတော်တယ် ဟုတ်လားကိုပါမောင် ဟုတ်တယ်